လားဟာအတုလေရုပ်အတုရုပ်အတုပြီးတော့စကားအတုလားစကားတွေကလည်းဗာလေလေအတုပါစိတ်ကြီးကမပါဘူးသူတစ်သက်ကပြောနေတာကိုယ်သဘောကြောင့်ပြောနေတာဟုတ်တယ်မလားရုပ်အတုတွေစကားအတုတွေနဲ့ဒါကြောင့်လောဘဝင်လာပြီဆိုရင်ရုပ်ကပြောင်းသွားတယ်ဒါကြောင့်ဒေါသဝင်လာရင်လည်းရုပ်ကမပြောင်းသွားဘူးလားပြောင်းသွားအကုသိုလ်တရားတွေအထိုင်မခံနဲ့ကလေးထိုင်တစ်ခုကြီးကခန္ဓာကိုယ်အခုကကလေးထိုင်ကြီးလို့ပဲအကုသိုလ်ဝင်လာရင်အကုသိုလ်စိတ်တွေပြောင်းသွားကုသိုလ်ဝင်လာတော့ကုသိုလ်စိတ်ပြောင်းသွားဒါကြောင့်သတိလေးထားပြီးတော့နေဖို့မလိုအပ်ဘူးလားလိုအပ်တယ်အဘိဇာဗျာပါဒလူတယောက်ကအိတ်တာမစ္စည်းရလေအင်မတန်ကြောက်ဖို့မကောင်းဘူးလားကောင်းတယ်နော်အိတ်တာဆိုရဲရောကိုအိတ်တဲ့အတိုင်းမနာလိုဖြစ်တာအဲ့ဒါဘယ်လိုမှဆိုဖြစ်တာသတိလေးထားရင်တော့ပြည့်စည်သွားသတိထားဖို့မလိုဘူးလားလိုအပ်တယ်လူတယောက်မှာသတိတရားရှိဖို့ကအင်မတန်မှလိုအပ်တယ်ငါစိတ်ထဲမှာအကုသိုလ်ဝင်လာပြီဆိုလို့ရှိရင်ဘယ်လိုထိန်းချုပ်ရမလဲထိန်းချုပ်ဖို့ထိန်းချုပ်နေကိုကိုလေ့ကျင့်မှုအားကောင်းဘယ်ဆရာတော်ဟောတဲ့တရားကငါအတွက်ဘယ်လိုကောင်းလဲဟုတ်တယ်မလားအဲ့လိုမျိုးဆရာတော်တွေပြောတဲ့တရားတွေကဦးဇင်းတို့ဆိုလို့ရှိရင်ဘယ်ဆရာဟောဒီဆရာတော်လေးကပြောတာဦးဇင်းအမြဲပြောတဲ့စကားတစ်လုံးရှိရလေအမြဲလုတ်ကန်ကောင်းမှအနိကတ်ကန်ကောင်းမယ်ဆိုတဲ့စကားလေးအဲ့စကားလေးကဦးဇင်းကအမြဲတမ်းပဲလက်စုပ်လက်ကင်ထားဘာမှသာဓုသာ